မြန်မာနိုင်ငံ off-road လောကမှာ all-time 4-wheel ကားတွေအကြောင်းပြောမယ်ဆိုရင်ပါဝါပါတဲ့ Land Cruiser Belgian Diesel အကြောင်းကျွန်တော်ပြောပြသွားပါမယ်။ Land Cruiser မှာ Belgian Diesel ကဘာလို့လူကြိုက်အများများနေရလဲ။နာမည်အရင်ကြီးနေရလဲဆိုရင်တော့ Belgian Diesel လို့ဘာလို့ခေါ်ကြရလဲ။ဒီကားကို Belgian Diesel လို့ဘာလို့ခေါ်လဲဆိုရင်သူက Europe က specification တွေလာတယ်။ပြီးတော့ engine ဘိုင်းမှာဆိုရင်လေ 4.5 liter V8 turbocharged engine ကိုအသုံးပြုလာပြီးတော့ GSR grade ဖြစ်တော့မှကျွန်တော်တို့က Belgian Diesel လို့ခေါ်လို့ရတာပါ။ဒီ Land Cruiser 1000တွဲ Diesel ရဲ့မှာ Belgian grade ကဘာလို့လူကြိုက်အများများရလဲဆိုရင်တော့သူ့ရဲ့အောက်က grade တွေနဲ့ဆိုရင်သူကbase quality တွေ luxury feature တွေပြီး off road အဓိကတော့ off road ပေါ့ဗျာသူရဲ့ off road function တွေအရင်กว่าလို့ပါ engine ဘိုင်းကတော့ကွာခြားပွဲမရှိဘူးဆိုပေမဲ့သူ့ရဲ့ off road function တွေ luxury ဆန်တဲ့ဟာတွေကမှသူ့ကိုလူကြိုက်များတာမများတော့ကွာခြားသွားစီရပါပြီးတော့ဈေးလည်းအရင်กว่าပါတယ်ဒီ Belgian D လည်းအတွင်းကမ်းမှာဆိုရင်လည်းကျွန်တော်တို့ဒီမှာခုံတွေကအစတခြား grade တွေနဲ့ကွာသွားပြီးခုံက leather seat full leather seat ဖြစ်သွားမယ်ပြီးရင်ကျွန်တော်တို့ဒီ cruise control တွေပါမယ်ထိုင်ခုံအပူရေးပါမယ် sunroof ပါမယ်ကူးပေါက်ပါမယ်အဲ့လိုမျိုး luxury feature တွေအကုန်ပါသွားမှာဖြစ်ပါတယ်ပြီးတော့ဒီမှာသူတို့ off road တွေအဓိကလိုအပ်တဲ့ဖြစ်တဲ့ short bar အနေမြင့်တွေပြီးရင် drift floor function တွေ transmission တွေအကုန်ပါသွားမှာဖြစ်ပါတယ်ဒီကောင်လေးဆိုရင်လည်း Land Cruiser ရဲ့ထုံးစံတိုင်းခုံသုံးနှန်းပါမှာဖြစ်သလိုခုနကပြောတဲ့ off road function တွေရော luxury feature တွေရောပါမှာပါဒီကောင်လေးကျွန်တော်ရောင်းချပေးပါမယ်ဒီကောင်လေးဆိုရင်1000တွဲ Belgian Diesel အမှန်ပါရုပ်ထွက်ကလည်း Witten နဲ့ခုနရှေ့မှာကြည့်သွားရုပ်နဲ့အတူတူပါပဲဒီကောင်လေးရောင်းချပေးမယ်ဈေးဆိုရင်တော့ကျွန်တော်တို့9450နဲ့ရောင်းချပေးပါပါဒီကောင်လေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်092613538538ကိုဖုန်းဆက်ပြီးတော့ဝယ်ယူနိုင်ပါတယ်ကိုယ်ဆောင်ကိုဆိုင်မှာနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်